အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Messenger မှာလွန်ခဲ့တဲ့အနည်းနဲ့လာကဖြတ်ခဲ့တဲ့ message တွေလွန်ခဲ့တဲ့3-5နှစ်ကဖြတ်ခဲ့တဲ့ message တွေကိုဘယ်လိုမျိုးပြန်ယူရမလဲကျွန်တော်ဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြပြရအောင်မယ်ဒီရဲ့နီလန်ကတကယ်ပဲအလုပ်ဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူလိုက်ကြည့်ရှုကြပါအရင်ဆုံးကျွန်တော်တို့ Facebook ထဲသွားလိုက်မယ်ပေါ့နော် Facebook ထဲသွားလိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာမြင်း3ချောင်းလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော်ဒီအောက်ဆုံးသွားလိုက် Setting and Privacy ကိုတစ်ချက်လောက်နှိပ်လိုက်ပြီးဒီနေရာမှာကျွန်တော်တို့ setting ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက် okay ဒီနေရာမှာကျွန်တော်ထိတ်ဆုံးက see more in account center ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ဒီနေရာမှာကျွန်တော်ဒီအောက်နည်းနည်းဆွဲချလိုက်ဒီနေရာမှာ your information and permission ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက် okay ပြီးတော့ပြီဆိုရင်ဒီရဲ့ဒုတိယတစ်ခုပေါ့နော် download your information ဆိုတာတစ်ချက်လောက်နှိပ်ပေးလိုက်ပါပြီးတော့ပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ download or transfer information ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒီနေရာမှာကျွန်တော်တို့ account ရွေးပေးရမယ်ပေါ့နော်ကျွန်တော်တို့ message တွေလိုချင်တဲ့ account ကိုကျွန်တော်တစ်ချက်လောက်ရွေးပေးလိုက်ကျွန်တော်ထိတ်ဆုံးတစ်ခုရွေးပေးလိုက်တယ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာ next ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ okay ဒါဆိုပြီးတော့ပြီဒီနေရာမှာရွေးစရာနှစ်ခုရှိတယ်ပထမတစ်ခုက available information เนาะဒီကပထမတစ်ခုကိုရွေးပေးလိုက်ပါအရွေးမမားဖို့တော့လိုတယ်ပထမတစ်ခုနှိပ်ပေးလိုက် okay ပြီးတော့ရင်ဒီနေရာမှာ download to device ဆိုတာလေးကိုနှိပ်ပေးလိုက်ဒီနေရာမှာကျွန်တော်တို့ date range ပေါ့နော် date range ကိုတစ်ချက်လောက်နှိပ်ပေးလိုက်ကျွန်တော်တို့လိုချင်တဲ့နှစ်ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့နှစ်က message တွေပဲလိုချင်တယ်ဆိုရင်တော့ဒီတိုင်းပဲထားလိုက်ပါတကယ်လို့လွန်ခဲ့တဲ့3-5နှစ်က data ကိုလိုချင်ရင် last year ဆိုတာတစ်ချက်လောက်ဒီနေရာတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော် date range လေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ဒီနေရာမှာ last 3 year ဆိုတာလေးကိုနှိပ်ပေးလို့ရတယ်အမှန်ချစ်ပေးလိုက် okay ပြီးရင်ကျွန်တော်ဒီအောက်မှာ save ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပေါ့နော် okayပြီးတော့ဒီအောက်ကနေရာတွေကတော့ချိန်စရာမလိုဘူးဒီနေရာမှာတစ်ခုရှိတယ် notify ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ email ပေါ့နော်ဒီရဲ့ email ကလက်ခုလက်တလောသုံးနေတဲ့ email ဖြစ်ရပါမယ်ဒီရဲ့ email ကိုကျွန်တော်တို့သူတို့ Facebook ဘက်ကပေါ့နော်ကျွန်တော်တို့ message တွေ download လို့ရလာပြီဆိုတဲ့အချိန်ကျရင်ကျွန်တော်တို့ email တွေကိုသူက message လမ်းပို့လိုက်မယ်ပေါ့နော်အဲ့ဒီအချိန်ကိုကျွန်တော်တို့စောင့်ပေါ့နော်တစ်ချက်လောက်ပြီးရင်ဒီအောက်ဆုံးမှာကျွန်တော်တို့ include mobile compatible media ဆိုတာတစ်ချက်လောက်အမှန်ချပေးလိုက်ပါဒါတော့ကျွန်တော်တို့ဖုန်းထဲမှာကြည့်လို့ရအောင်ပေါ့နော်ဒီရဲ့ကျွန်တော်တို့ download လိုက်တဲ့ message တွေကိုကျွန်တော်တို့ဖုန်းထဲမှာကြည့်လို့ရအောင်ဒီနေရာမှာအမှန်ချပေးတာဖြစ်ပါတယ် media quality ကတော့ဘာမှမလိုဘူးဒီနေရာမှာ high quality လုပ်လို့ရတယ်ဒါပေမဲ့ download ဆိုရင်အရန်ကြာမယ်မြန်မာနိုင်ငံ internet နဲ့ဆိုတိတ်အဆင်မပြေပါဘူးကျွန်တော်ဘာမှလိုမရှိတဲ့အတွက် medium လေးကိုတစ်ချက်လောက်ရွေးပေးလိုက်တယ်ပြီးရင်ဒီနေရာမှာ create file ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါတော့ဒီနေရာမှာခဏစောင့်ပေးပါ okay ပြီးတော့ပြီဒီနားမှာ your information is being prepared for download ပေါ့နော်သူတို့ Facebook ဘက်ကကျွန်တော်တို့ကို download ဆွဲဖို့အတွက်အကြောင်းပြန်စာလာပါလိမ့်မယ်တကယ်လို့ကျွန်တော်တို့က email လည်းမရှိဘူးပေါ့နော် email လည်းမရှိဘူးဘာညာဆိုရင်ဒီတဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲဒီနေရာမှာ download your information ကိုခဏခဏဝင်ပြီးကြည့်ပေးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တောင်းဆိုထားတဲ့ message တွေဒီနေရာမှာရမရပေါ်လာလိမ့်မယ်ဒီနေရာမှာ download ဆိုပြီးပေါ်လာလိမ့်မယ်ပေါ်လာလို့ရှိရင်ကျွန်တော်ဒီနေရာမှာ download your information ဆိုတာလေးကိုတစ်ချက်လောက်နှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့အရင်တုန်းကဖြတ်ခဲ့မိတဲ့ message တွေအကုန်လုံးပြန်ပြီးတော့ဖတ်လို့ရပြီပေါ့နော်ဒါဆိုရင်အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်လုပ်ပြတာတကယ်လို့မရှင်းရင်ကျွန်တော်တို့ comment မှာတစ်ချက်လောက်ရေးသားထားနိုင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်